Essential Grammar in Use Unit 5မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ကျွန်တော်တို့ဒီ unit မှာကတော့ဘာကိုလေ့လာရမလဲဆိုတော့ simple present tense ပေါ့နော်။ simple present tense ကိုကျွန်တော်တို့လေ့လာရမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်မဒီ unit 4နဲ့ unit 5မှာတော့ကျွန်မပြောခဲ့သလိုပဲ unit 4မှာကကြတော့ unit 4နဲ့5နဲ့ပေါ့နော်။အဲ့ဒါကကြတော့ဒီ unit 3 4ပေါ့။ unit 3 4မှာကကြတော့ present continuous tense ကိုကျွန်တော်တို့လေ့လာခဲ့ရတယ်။အခုဒီ unit 5မှာကကြတော့ present simple tense ပေါ့နော်။အဲ့ဒါကိုလေ့လာရမှာဖြစ်ပါတယ်။အရင်ကရှေးက unit မှာဖြစ်တဲ့ present continuous tense မှာကကြတော့ subject ရဲ့နောက်က subject ams ဘာ ing ဆိုပြီးတော့ပုံသင်နည်းရှိခဲ့လို့ပဲဒီမှာကလည်း present tense မှာကလည်းပုံသင်နည်းရှိပါတယ်။အဲ့ဒါကကြတော့သူကဘယ်လိုမျိုးမှတ်ရမလဲဆိုကျွန်တော်အလွယ်တကူပေါ့နော်အလွယ်နည်းနဲ့ပြောမယ်ဆိုလို့ရှိရင် present simple tense မှာကကြတော့ present simple မှာကြတော့သူကဘယ်လိုလာမလဲဆိုအရင်ဆုံး subject ပေါ့နော် subject ကိုကျွန်တော်တို့ကဘာလို့သုံးမလဲဆိုလို့ရှိရင် subject verb 1ဆိုပြီးကျွန်တော်တို့မှတ်လို့ရတယ်subject verb 1 subject ကပြုလုပ်သူပေါ့နော် subject verb 1အကယ်၍မှာ subject က singular ဖြစ်နေခဲ့မယ် subject ကအနည်းငယ်ဆိုလို့ရှိရင်ကျွန်တော်တို့က verb 1ကိုအနောက်ကနေပါပေါင်းသုံးရလဲဆိုရင် ses ပေါင်းပြီးသုံးပေးရပါတယ်အဲ့တော့ပြန်ပြောပြပေးပါမယ်နော် present tense မှာဆိုလို့ရှိရင်ကျွန်တော်တို့က subject နဲ့ဆိုရင်နောက်က verb 1ကိုပါပေါင်းပြီးသုံးပေးရလဲဆိုလို့ရှိရင်နောက်ကနေ ses ပေါ့နော်SES လေးပေါင်းပြီးတော့အသုံးပြုပေးရပါတယ်ရှင်။အဲ့တော့ subject ကအနည်းဆိုရင် verb 1ကို SES ပေါင်းသုံးပေးရပါတယ်။ subject ကအများဆိုရင်တော့ verb 1နဲ့ပဲသုံးပေးရတယ်ရှင်။ဥပမာအဖြစ်ဆိုပါစို့နော် I ဒါပေမဲ့ I ကတော့သူဒီအများကြီးအနေနဲ့သုံးတာမလို့ I ဆိုရင်တော့ကျွန်တော်တို့ verb 1ရိုးရိုးနဲ့ပဲသုံးတယ်။အဲ့တော့ဒီမှာကကြတော့ he ဆိုပါစို့ he ဆိုရင်ကျတော့ singular noun ဖြစ်တယ်ပေါ့နော် singular pronoun ဖြစ်တဲ့အတွက်ကြောင့်မို့လို့ he ဆိုရင် go ဆိုပါစို့အဲ့ဆိုရင်he ဒီအနည်းကြီးဖြစ်လို့ SES ပေါင်းမယ်ဆိုရင် he goes he go နဲ့မရပါဘူးเนาะဟိုမှာ she ဆိုရင် she goes we ဆိုရင် we မှာဆိုရင် we ကကြတော့အများမို့လို့ we goes ဆိုပြီးတော့ SES တွားထည့်လို့မရပါဘူး we go you go they go အဲ့ဒါမျိုးသုံးပေးပါတယ်အဲ့တော့ပြန်ပြောမယ်ဆိုရင် present simple tense မှာဆိုလို့ရှိရင် verb 1 subject နဲ့ဆိုရင် verb 1ကို SES ပေါင်းသုံးပေးရပါတယ်အဲ့အတွက်ကြောင့်မို့လို့သူတို့ရေးထားတဲ့ပုံစံသူတို့ဒီပုံစံမှာဆိုရင် unit 5မှာဆိုရင် I do work like ဆိုရင် I ကအများမို့လို့ I do verb 1 I work I like ဆိုပြီးသုံးထားတယ် Okay အဲ့မှာဆို we read a lot တော့စာအရင်ဖတ်တယ်ပေါ့နော် we read a lot ဆိုတော့ we ကအများမို့လို့ read မှာ SES ပေါင်းထားခြင်းမရှိပါဘူး Alright they are looking at their books and they read a lot they are looking at their books they are looking at their books ဆိုတာဒါမှ present continuous tense ပေါ့နော်they read a lot they ကအများမို့လို့ read နဲ့သုံးထားတယ်အဲ့ဒါဆိုဘက်မှာကျတော့ I like ice cream ရေခဲမုန်းကြိုက်တယ်ပေါ့နော် he is eating an ice cream ဆိုတော့ he is eating an ice cream present continuous tense နဲ့ရေးထားခြင်းမှာအဲ့တော့ he likes ice cream ဆိုတော့သူရေခဲမုန်းကိုကြိုက်တယ်အဲ့တော့ဒီမှာရေးထားတဲ့ပုံစံတစ်ခုမှာဆို he is eating an ice cream ဆိုတာရေခဲမုန်းစားနေတာအခုလုပ်နေတဲ့ကိစ္စမို့လို့အဲ့ဒါဒီ present continuous tense နဲ့သုံးထားပြီးအောက်ကကျတော့ he likes ice cream ဆိုတာကကျတော့သူရေခဲမုန်းကြိုက်တယ်ဆိုတာကဒါဒီ present tense ပါအဲ့ကျွန်မကဒီမှာပုံသင်နည်းလေးပြောပြသွားပြီဆိုတော့ usage ပိုင်းလေးနည်းလေးပြောပြပါမယ်ဒီ present tense ကကျတော့ဘယ်လိုနေရာမှာသုံးတာလဲဆိုတော့ကျွန်တော်တို့တစုံတစ်ခုတစုံတစ်ယောက်ပေါ့နော်တစုံတစ်ခုတစုံတစ်ယောက်ကအမြဲတမ်းမှန်ကန်နေတယ်အမြဲတမ်းမှန်ကန်နေတယ်သူရဲ့အလေးအကျင့်တွေအမှုအကျင့်တွေတခါတည်းမှာဖြစ်တဲ့ကိစ္စတော့၎င်းအမြဲတမ်းဖြစ်နေတဲ့ကိစ္စတော့၎င်းအဲ့ဒါမျိုးဖော်ပြလို့တဲ့အခါမှာ present tense နဲ့သုံးပါတယ်သဘောတရားတော့အမြဲတမ်းမှန်ကန်နေတဲ့ကိစ္စတွေအမှုအကျင့်တွေအလေးအထားတွေပေါ့နော်အဲ့ဒါတွေကိုဖော်ပြတဲ့အခါမှာ present tense နဲ့သုံးတယ်အခုဒီမှာလဲ he likes ice cream ဆိုတာရေခဲမိုးကြိုက်တယ်ဆိုတာလဲဒါသူ့အတွက်ကအမြဲတမ်းမှန်ကန်တဲ့ကိစ္စမို့လို့ he likes ice cream ပေါ့နော်နောက်က they read a lot ဆိုတာလဲသူတို့စာဖတ်တယ်ဆိုတာသူတို့အခုမှထားပြီးစာဖတ်တာမျိုးမဟုတ်သူစာဖတ်တဲ့အလေးထားကိုသူတို့မှရှိတယ်သူတို့ကစာအမြဲတမ်းဖတ်တယ်ဆိုတဲ့သဘောတရားကိုတွားရရှင်အဲ့တော့ဒါဒီ present tense ဆိုတာကတော့အမြဲတမ်းမှန်ကန်တဲ့ကိစ္စတစ်ခါတည်းမှာဖြစ်တဲ့ကိစ္စတွေအဲ့လိုမျိုးပေါ့နော်အမြဲတစ်ချိန်လုံးဖြစ်နေတဲ့ကိစ္စတွေအလေးကျင့်တွေအမှုကျင့်တွေအဲ့ဒါတွေကိုဖော်ပြတဲ့အခါမှာ present tense နဲ့သုံးပါတယ်အဲ့ဆိုအောက်မှာက they read he likes I work ဒီ present simple အဲ့တော့ကျွန်မခုနပြောလို့ပဲ subject အများဆိုရင် verb 1ကိုဘာမှပပအောင်ပါဘူးအဲ့ဆို I we you they လို့အများရေးဆို read like work live watch do have I read I like I work I live I watch I do I have we ဆိုရင်လည်း we read we like we work we live we watch we do we have ပေါ့နော် he she it ကြတော့ he reads he likes he works he lives he watches he does he has အဲ့မျိုးပေါ့နော်အဲ့မျိုးသုံးပြပါတယ်အဲ့ဒါဆိုရင် remember ဆိုတာကမှတ်မိလုံးဝသတိထားမယ့်ကိစ္စတွေပေါ့
တတိထားမဲ့ကိစ္စရယ် he works တို့ she lives တို့ it rains တို့ဆိုတာဒီ subject ကအနည်းမလို့နောက်က verb ကို SCS ပေါင်းပေးခြင်းဖြစ်ပါတယ်အဲ့မှာ I work in a shop ဆိုရင် I ကကြတော့ကျွန်တော်တို့ဒီ I ဒီတယောက်တည်းဆိုပေဒီသူတို့ I ကိုအများကြီးနေနဲ့သုံးပါတယ် I work in a shop my brother works in a bank ဆိုတာကကြ my brother ကကြတော့အနေကင်းဖြစ်တယ်အဲ့မှာ works ကကြတော့အနေဖြစ်တဲ့အတွက်ကြောင့် works မှာ SCS ပေါင်းပေးထားတယ်ပေါ့နော် my brother works in a bank my brother work လို့လုံးဝမြည်ရပါဘူးเนาะ Lucy lives in London her parents live in Scotland အဲ့တော့ Lucy ကကြတော့အနေကင်းမို့လို့ lives her parents ကအများမို့လို့ live it rains a lot in winter အဲ့တော့ဒီမှာ it rains ဆိုတာကကြ it ကကြဘာကိုပြောလဲဆိုကျွန်တော်တို့ဒီရာသီဥတုတွေတို့အချိန်တွေတို့ဖော်ပြခြင်းတဲ့အခါမှာ it နဲ့သုံးတယ်အဲ့တော့ it rains a lot ပေါ့နော်ရာသီဥတုပေါ့နော်မိုးရမ်းရွာနေအဲ့ဒါမျိုးသုံးတာ I have ဒီမှာတော့မှတ်စရာတစ်ခုက HAV have ပေါ့နော် HAV have ကကြတော့ငါမှရှိရဲဆို I have သူ့မှရှိရဲဆို he HAVES ဆိုပြီးတော့ SCS တော့ပေါင်းလို့မရပါဘူး HAV have ရဲ့အနေကိန်းက HASS မို့လို့ he has she has it has နဲ့သုံးပါတယ်အဲ့ John has a shower every day ဆို John နေ့တိုင်းရေချိုးတယ်လို့ဘာသာပြန်ပါတယ်အဲ့တော့ spelling နေနဲ့သုံးမယ်ဆိုရင်သိရမှာက S ပေါင်းတဲ့ကိစ္စရှိရယ် ES ပေါင်းတဲ့ကိစ္စရှိရယ်ဥပမာအဖြစ်ပေါ့နော်ကျွန်တော်တို့ကဒီ buff တစ်ခုအမြင်တဲ့အခါမှာ S ပေါင်းရမလား ES ပေါင်းရမလားဆိုပြဿနာတက်တာရှိရယ်ဥပမာ GO9 ဆိုရင် GOES ပေါ့နော် LOK lock ဆိုရင် LOKES လား LOKS လားပေါ့နော် WRK ဆို WRKS လား WRKES လားပေါ့ S နဲ့ ES နဲ့ဘယ်ဟာပေါင်းရမလဲဆိုတော့ကျွန်တော်မျက်စိလဲတာမျိုးရှိအဲ့မှာဒါဒီဟာတွေကြည့်လို့ရပါတယ်buff တစ်ခုကိုကြည့်လိုက်ပါ buff တစ်ခုရဲ့အဆုံးမှာ S တို့ SH တို့ CH တို့နဲ့အဆုံးသတ်ထားရဲဆိုရင် ES ပေါင်းမယ် okay เนาะ S တို့ SH တို့ CH တို့နဲ့အဆုံးသတ်ထားမယ်ဆိုရင် ES ပေါင်းမယ်ဥပမာ PASS S နဲ့အဆုံးသတ်ထားတာမလို့ PASS ES FINI SH ဆိုရင် FINI SH ES WATCH ဆိုရင် WATCH ES ဒါလို့လဲဆိုတော့သူဒီ CH နဲ့ဆုံးတယ် FINI SH မှာကျတော့ SH နဲ့အဆုံးသတ်တယ်တခုရှိတာ Y နဲ့တော့အဆုံးသတ်တာမျိုးပေါ့နော် Y နဲ့အဆုံးသတ်တယ်ဆိုရင် Y ကို I ပြောင်းပြီးတော့ ES ပေါင်းတာမျိုးပေါ့နော်ဒါပေမဲ့ Y 9ကိုပေါင်းတာလားဆိုတော့လည်းမဟုတ်ပြန်ဘူး Y ရဲ့အရှိမက consonant ရှိရဆိုရင် Y ကို I ပြောင်း ES ပေါင်းပြရမယ် DO2 ဆိုရင်ကျတော့ DOES test အဲ့မျိုးဖြစ်ပါတယ်ကြည့်ဆိုရင် part A လေးကိုနားလည်မယ်လို့ထင်ပါတယ်ကျမတို့ part B လေးကိုကြည့်အောင်ပေါ့နော် part B မှာကျတော့သူကဘယ်လိုမျိုးရေးထားလဲဆိုရင် we use the present simple for things that are true in general or for things that happen sometimes or all the time the present continuous tense ကကြတော့ for things that are true in general ဆိုတာရေဘူးရအဖြစ်အများရမှန်ကန်တဲ့ကိစ္စတွေ for things that happen sometimes or all the time ဆိုတာတစ်ခါတည်းမှာဖြစ်တဲ့ all the time ဆိုတာတစ်ချိန်လုံးဖြစ်နေတဲ့ကိစ္စတွေအဲ့တော့ပြောမယ်ဆိုရင်ရေဘူးရအဖြစ်အများရမှန်ကန်တဲ့ကိစ္စတွေတစ်ခါတည်းမှာလုပ်တဲ့ကိစ္စတွေအများရလုပ်နေတဲ့ကိစ္စတွေဖော်ပြမယ်ဆိုရင် present tense ကိုအသုံးပြုပေးပါတယ်တဲ့အဲ့ဆို I like big cities မျိုးကြီးကိုကြိုက်တယ်ပေါ့နော် Your English is good you speak very well အင်္ဂလိပ်စာအရန်ကောင်းတာပဲပေါ့နော်အင်္ဂလိပ်လိုကောင်းကောင်းပြောတတ်တယ်အစသဖြင့်သုံးတာပဲသုံးပါတယ်အဲ့တော့စကားပြောရဲဆိုတဲ့ကိစ္စကလည်းကျွန်တော်ဒီစကားတစ်ခုဘာသာစကားတစ်ခုပြောရဲဆိုတာဒီသူ့အတွက်ကအမြဲတမ်းပြောရလဲဖြစ်မဲ့တစ်ချိန်လုံးပြောရလဲဖြစ်မဲ့ဒါတော့သူ့ပုံမှန်မူတည်ရပါတော့အဲ့မျိုးကိစ္စမျိုးမို့လို့ present tense နဲ့သုံးထားတယ် Tim works very hard he starts at 7:30 and finishes at 8 o'clock in the evening so Tom ကအနေမို့လို့ works he starts ဟုတ်ပြီနော်အဲ့တော့ the earth goes round the sun ဆိုရင် goes round the sun ဆိုရင်ကဘာကနေကိုပတ်တယ်ဆိုတဲ့ကိစ္စကဘာကနေကိုပတ်တယ်ဆိုတဲ့ကိစ္စဒီနေ့မှပတ်ပြီးမနေ့ညမအားသေးလို့နားလိုက်အောင်မဆိုတာမျိုးမရှိဘူးเนาะအမြဲတမ်းမှန်ကန်တဲ့ကိစ္စတွေမို့လို့ present tense နဲ့သုံးထားပါတယ်နောက်တစ်ခါ we do a lot of different things in our free time ဆိုတော့အားလုံးတစ်ချိန်နေမှာဆိုရင်အလုပ်တွေကိုအများကြီးလုပ်တယ်ပေါ့နော်နောက်တစ်ခုကit cost a lot of money to build a hospital ဆိုတော့စေယုံဆောက်ဖို့ပတ်စံနေအများကြီးကုန်တယ်ဒါကတော့အများအားမှန်ကန်တဲ့ကိစ္စမျိုး present tense နဲ့သုံးတယ်အဲ့မှာနောက်ထပ်တစ်ချက်မှတ်စရာရှိရ sometimes always never often usually sometimes အဲ့စကားလုံးတွေပါလာခဲ့ရင် always ကအမြဲတမ်း never ဘယ်တော့မှ often ရန်ဖန်ရန်ကာပေါ့ usually ပုံမှန် sometimes ကတစ်ခါတည်းအဲ့ကိစ္စအဲ့စကားလုံးတွေပါလာခဲ့တယ်ဆိုကျွန်တော်တို့သိရမှာကသူတို့ဒီ buff 1ရဲ့အရှိမနေတယ်မှတ်ထားမယ်နော်သူတို့ဒီ buff 1ရဲ့အရှိမနေတယ်အဲ့ဆို always နဲ့သုံးကြည့်မယ်နော် Sue always gets to work early ဆိုSueကအလုပ်ကိုအမြဲတမ်းစောစောရောက်တယ်
never ကကြတော့သိရမှာ never ကအငင်းတွင်ကိုသွားတယ် so never gets to work early ဆိုသူအလုပ်ကိုဘယ်တော့မှမရောက်ဘူးလို့ပြောရတယ်တူတူပဲဟုတ်ပြီနော်အဲ့တော့ I never eat breakfast အမနက်စာဘယ်တော့မှမစားဘူး never ဒီ not နော်ရဲ့အတွင်းနဲ့တွားပါတယ် we often go away at weekends ဆိုရင်ပိတ်ရက်တင်မှာဆိုရင်ခီးထွက်ကြရတယ်ပေါ့နော်အဲ့တော့ Mark usually plays football on Sundays I sometimes to work but not very often အဲဆိုရင်ဒါကတော့ present tense ရဲ့ပုံစံလေးတွေပါရှင်အဲ့ဒါတခုကကြတော့ဒါတွေကတော့ exercise တွေပါ unit 5ရဲ့ exercise တွေနည်းနည်းတော့များရရှင်ခါတိုင်း unit ထက်ဆိုင်တော့ပေါ့နော်သူကလေနောက်ပိုင်း unit တွေရောက်လေစာများလေပဲဖြစ်လာလိမ့်မယ်နော်စာလေးတော့နိုင်စေချင်ပါတယ်တရက်ကိုတစ်ခန်းလေးတော့ဖြတ်စေချင်ပါတယ်ရှင်အဲ့တော့ဒီ unit မှာရှိတဲ့လေ့ကျင့်ခန်းလေးတွေအများကြီးလုပ်ပါဒါဆိုရင်ကျွန်တော်တို့ unit 5ကဒီမှာပဲပြီးသွားပါပြီကျေးဇူးတင်ပါတယ်ရှင်နားမလည်ရရှိရင်တော့၎င်းမေးချင်တာတစ်စုံတစ်ခုရှိရင်တော့၎င်း comment မှာမေးခဲ့လို့ရပါတယ်ရှင်အဆင်မပြေရတစ်စုံတစ်ခုရှိခဲ့ရင်လည်းကြိုပြီးတော့တောင်းပန်ချင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါ